ရွှေကို online ပေါ်မှာရောင်းရင်တဲ့အဆင်ပြေလောက်လာတဲ့စိုက်မဖွင့်နိုင်လေလို့တဲ့စူဇန်ပြောပြမယ်အခုခေတ်မှာကလေအလုပ်လုပ်ရတာအရန်ကိုမှလွယ်တယ် online ပေါ်မှာရောင်းရင်အဆင်ပြေလားဆိုတော့အရန်ကိုမှအဆင်ပြေတာပေါ့စူဇန်ကိုယ်တိုင်ကလည်းရွှေလုပ်ငန်းနဲ့ပတ်သက်ပြီးတော့မျိုးရိုးလည်းမရှိဘူးနောက်ခံ background လည်းမရှိဘူးအရင်နှီးလည်းထုတ်ပေးတဲ့သူမရှိဘူးဖြစ်တဲ့အခါကျမှစူဇန်တို့အနေနဲ့က online ကနေပဲရုံးကန်လာရတာဖြစ်ပါတယ်ကို့အနေနဲ့အရင်နှီးအများကြီးမရှိသေးဘူးမတက်နိုင်ဘူးဆိုရင်တော့ online စနစ်နဲ့တွားပါ online စနစ်နဲ့တွားတဲ့အခါကျလို့ရှိရင်တော့ရွှေတွေကိုအပုံလေးတွေသိမ်းပြီးတော့မှအော်ရာကောက်ရောင်းနေတာတဲ့ဆိုင်ရင်ကိုကဘတူလဲဘာလဲလောက်တာလဲဘတူတွေအတွက်ကို online ပေါ်မှာလာပြီးတော့ကူညီပေးတာလဲဆိုတဲ့တိကျသေးကြတဲ့ခိုင်မာပြတ်သားမှုရှိရမှာဖြစ်ပါတယ်ကို့အနေနဲ့ရွှေကို online ကနေမှရောင်းချဖို့အတွက်အပုံလေးတွေသိမ်းတဲ့အော်ရာကောက်တွေစနစ်တွေနဲ့တွားတယ်ဒါမှမဟုတ် group တွေကိုဝင်ပြီးတော့မှအော်ရာကောက်ပုံစံမျိုးတွေနဲ့ယူမယ်ဆိုလို့ရှိရင်တော့ထင်သလောက်ရောင်းရမှာတော့မဟုတ်ဘူးဘာကြောက်လဲဆိုတဲ့အခါကျတော့အခုခေတ်မှာကရွှေရောင်းတဲ့သူတွေအရန်ကိုမှများလာတယ်ကိုထက်အစတရာအစတစ်ထောင်အစတစ်ပေါင်းပေါင်းချမ်းသာတယ်နာမည်ကျော်ကဘာကျော်ဆိုင်တွေကတွေလည်း online ပေါ်မှာတက်လာကြတယ်အပြင် online ပေါ်မှာလည်းတချို့ဆိုရင်ရွှေကိုနှစ်နဲ့ချီပြီးရောင်းတဲ့သူတွေ customer အခိုင်အမာရတဲ့သူတွေလည်းရှိတယ်ဒီလိုလူတွေကြားထဲမှာကိုကပေါက်ပေါက်ရရောက်ဖြစ်အောင်ဝင်တိုးနိုင်ဖို့အတွက်ဆိုရင်တော့နံပါတ်1ကကိုမှာ personal brand ရှိကိုရှိရပါမယ် personal brand ရှိဖို့အတွက်ကစူဇန်တို့အနေနဲ့နေ့တိုင်းပုံမှန်စက်တိုင်းအချိန်မှန်လေးကိုဝါသနာပါပြီးအားပါတဲ့အရာကိုလာပြီးတော့တည်ဆောက်ရမှာဖြစ်ပါတယ်တချို့ကကြတော့ရွှေနဲ့ပတ်သက်ပြီးတော့personal brand တိစောက်ဖို့အတွက်ညီလေးတွေလာပြောတယ် personal brand တိစောက်ဖို့အတွက်ရွှေနဲ့ပတ်သက်တဲ့ share minute တွေလာလုပ်တယ်ဒီလိုပုံစံမျိုးနဲ့လဲစပြီးတော့တိစောက်လို့ရတာဖြစ်ပါတယ်ဒါပေမဲ့စူဇန်အကောင်းဆုံးအကြံပေးချင်တာကတော့သူများမလုပ်တာကိုပဲလုပ်ပါသူများလုပ်ပြီးသားကိုမလုပ်ပါနဲ့သူများလုပ်ပြီးသားလုပ်မယ်ဆိုရင်တော့ကိုယ့်အတွက်နေရဖို့အမတန်မှခက်ခဲပါလိမ့်မယ်ဒါကြောင့်မို့ကိုယ့်အနေနဲ့ line ပေါ်မှာစီးပွားရေးဈေးကွက်တိစောက်ဖို့ဆိုရင် personal brand တစ်ခုရှိပြီဆိုတာနဲ့ရွှေတွေကိုလွယ်လွယ်ကူကူကြွကြွညင်စပြီးတော့ရောင်းချလို့ရပြီဖြစ်ပါတယ်အဓိကကတော့ကိုယ့်အနေနဲ့ brand တစ်ခုပြအောင်တည်ဆောက်ရမယ်ရွှေနဲ့ပတ်သက်တဲ့အကြောင်းအရာလေးတွေကိုအခြေခံတကျသင်ယူရမယ် business နဲ့ပတ်သက်တဲ့လမ်းကြောင်းတွေကိုသေချာသင်ယူရမယ်တကယ်လို့ကိုကရွှေနဲ့ပတ်သက်ပြီးတော့ online ပေါ်မှာသေချာလေးဈေးကွက်ချခြင်းနဲ့ဘယ်လိုလုပ်ရမလဲမသိဘူးသူများထက်ထူးခြားအောင်ပို့ပြီးတော့ရောင်းချခြင်းနဲ့သူများတွေယုံကြည်မှုအပြည့်100ရာခိုင်နှုန်းနဲ့ကိုယ့်စီမှာရွှေတွေဝယ်ယူအားပေးစေခြင်းနဲ့ဆိုရင်တော့စူဇန်စီမှာရွှေပညာကိုမှအခြေခံအစစ်မြင့်မိုးမဲ့ကုန်တဲ့ပတိန်နိုင်စင်ဆိုင်ဖွင့်နိုင်တဲ့အထိသင်ပေးတဲ့ပညာရက်တွေအပြင်ရွှေတယ်တွေကို one by one step by step ဈေးကွက်ချသင်တန်းလေးတွေရှိပါတယ်စူဇန်ရဲ့သင်တန်းကကြတော့အပြင်တွင်းနေနဲ့မော်လမြိုင်ဖန်အန်းနေပြီးတော့ရန်ကုန်ပသိမ်မြို့တွေမှာစတင်ဖွင့်လှစ်နေပြီဖြစ်တဲ့ခါကျမို့တရောက်လေးသိယူချင်နေဆိုရင်တော့ဗီဒီယိုကို screenshot ပြီးတော့အမြန်လာကြိုင်ဖို့လိုပါတယ်ဈေးကွက်ချသင်တန်းကိုကြတော့အပြင်တွင်းနေနဲ့ဘိုင်ဝမ်မဲ့သင်တာဖြစ်တဲ့ခါကျမို့တေချာလေးအောင်မြင်ခြင်းနဲ့ရောက်လေးကြွကြွညင်ချင်းတင်ယူခြင်းနဲ့သူမှသာလျှင်လာတက်ဖို့အတွက်ဖိတ်ခေါ်ပါတယ်ကျေးဇူးပါ